Hollywood မှာမင်းသမီးလုပ်ဖို့ကမ်းလှမ်းခံခဲ့ရတဲ့ဆိုတဲ့အလှမဲ့သက်ဆန်အန်ဒါဆန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီထော်ကီကနေပြလက်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံသားတယောက်လည်းဖြစ်တယ်လို့ဆွေတင်သွေးတဝက်လည်းပါပြီးတော့နိုင်ငံရဲ့နာမည်ကြီးအလှမဲ့တယောက်ဖြစ်တဲ့သက်ဆန်အန်ဒါဆန်ကရခဲ့လာတဲ့အခွင့်အရေးတူကြီးကိုရရှိခဲ့တာဖြစ်ပါတယ်။သူမကနိုင်ငံသားမှာမွေးပြီးကြီးပြင်းလာခဲ့ပေမဲ့မြန်မာပြည်ကိုချစ်မြတ်နိုးလုံးလို့ပြန်လည်ဝင်ရောက်ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံသူတယောက်ဖြစ်ရတဲ့အပေါ်မှာဂုဏ်ယူဝင်ကြွားစွာနဲ့အမြဲတမ်းဖော်ပြခဲ့ပြီးတော့သူမရဲ့လူမျိုးကိုလည်းမြန်မာအဖြစ်သာအမြဲတမ်းဦးစားပေးဖော်ပြတတ်သူတယောက်ဖြစ်ပါတယ်။ဖောက်ဝင်ဖို့ခက်ခဲလာတဲ့အနုပညာလောကထဲမှာအလှမဲ့တယောက်အဖြစ်အမှန်တကယ်အစစ်အမှန်ပြောင်းလဲပြနိုင်ခဲ့ပြီးပထမဆုံးပြုလုပ်တဲ့ MGI All Star ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုအကောင်းဆုံးသတိထားမိအောင်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။မိုးလိုပေါက်လာတဲ့အလှမယ်တွေနဲ့တန်ဖိုးမရှိတဲ့အတူရောင်တွေကြားမှာသူမကတော့မြန်မာနိုင်ငံရဲ့မေးမျောနေတဲ့အလှမယ်ပုံစံအစစ်အမှန်ကိုပြုလုပ်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ပညာအရေးချင်းပြေဝပြီးအနောက်တိုင်းဆန်တဲ့အလှတရားတွေနဲ့လူအများကြားမှာထင်းထွက်နေခဲ့တဲ့သူမကအခုချိန်မှာတော့လူတိုင်းမဝင်ရောက်နိုင်တဲ့ဟောလိဝုဒ်ရုပ်ရှင်လောကမှာပါဝင်ဖို့ကမ်းလှမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ရုပ်ရှင်ချစ်သူတွေနဲ့တောင်မကအနုပညာနယ်ပယ်မှာအကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကြီးတစ်ခုလည်းဖြစ်တယ်လို့ကမ္ဘာကျော်စတားတွေများစွာကိုမွေးထုတ်ပေးခဲ့တဲ့နေရာတစ်ခုဖြစ်တဲ့အမေရိကန်နိုင်ငံဟောလိဝုဒ်ပြည်နယ်ကရုပ်ရှင်လောကသားတွေရဲ့အိမ်မက်နယ်ပယ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ကမ္ဘာအဆင့်မီတဲ့အနုပညာမျိုးစုံကိုလွတ်လပ်စွာဖော်ပြချပြခွင့်ရှိပြီးနိုင်ငံတကာမှာအောင်မြင်နေတဲ့ဇာတ်ကားများစွာကိုလည်းထုတ်လုပ်နေကြတဲ့နေရာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မှာတော့မြန်မာပြည်ရဲ့ပထမဦးဆုံးဟောလိဝုဒ်မင်းသမီးအဖြစ်မင်းသမီးကြီးဝင်းမင်းတန်းပေါ်ပေါက်ခဲ့ပြီးတော့အဲ့ဒီအချိန်ကမြန်မာနိုင်ငံဟာအရှေ့တောင်အာရှနိုင်ငံတွေထဲမှာအနုပညာအဆင့်အတန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေးကစပြီးတော့အခုချိန်ထိဖြစ်ပျက်သွားကြတဲ့အနုပညာလောကကယနေ့ချိန်ထိပြန်လည်အဖက်မဆန်နိုင်တော့ပဲပေါ်ကားတွေနဲ့သာပတ်ချလဲနေခဲ့တာလို့ဝေဖန်ခံနေရတာပါ။ဒါကြောင့်မြန်မာသွေးပါတဲ့ဆွေဒင်နိုင်ငံသူသက်ဆန်ကမြန်မာပြည်ရဲ့ဒုတိယဟောလိဝုဒ်မင်းသမီးဖြစ်ဖို့နီးကပ်လာခဲ့တာဖြစ်ပါတယ်။ဇာတ်ကားတွေမှာပါဝင်ဖို့အတွက်အဆင်သင့်ဖြစ်နေခဲ့ပြီးစိတ်ဝင်စားပေမဲ့လည်းသူမရဲ့မြန်မာပြည်နဲ့အလုပ်ဗီဇာအတွက်အခက်အခဲဖြစ်နေတာကြောင့်စောင့်ဆိုင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။အခုလိုမျိုးအနုပညာအလုပ်တွေမှာလည်းမင်းသမီးဖြစ်ဖို့ဝါသနာပါပေမယ့်မြန်မာပြည်မှာတော့သူမရဲ့လေယူလေသိန်းကအမှန်တကယ်လေ့ကျင့်ဖို့လိုအပ်နေသေးတဲ့အတွက်မြန်မာရုပ်ရှင်တွေမှာတော့ပါဝင်ဖို့မဖြစ်လာနိုင်သေးဘူးလို့ဆိုခဲ့တာဖြစ်ပါတယ်။လူအများကတော့သူမရဲ့အခုလိုမျိုးပြောပြလာတဲ့အပေါ်မှာဂုဏ်ယူနေကြသလိုမြန်မာပြည်သွေးတယောက်အနေနဲ့နိုင်ငံတကာစင်မြင့်မှာလူရဝင်ဆက်နဲ့အဆင့်တန်းနေရာကနေပါဝင်စေခြင်းတဲ့အတွက်အမှန်အတိုင်းဖြစ်လာဖို့မျှော်လင့်ပေးနေကြတာဖြစ်ပါတယ်။ဟောလိဝုဒ်မင်းသမီးမဖြစ်ရင်တောင်ပြည်တွင်းဇာတ်ကားတွေမှာပါဝင်ပေးဖို့ကိုလည်းတောင်းဆိုနေကြပါသေးတယ်။အခုလိုမျိုးလူတွေရဲ့ဝေဖန်မှုတွေကိုရရှိခဲ့ပေမဲ့အကောင်းဆုံးတဲ့ပုံစံတွေနဲ့ပရိသတ်ရှိကိုပြန်လည်ထွက်ပေါ်လာပြီးတော့လူအများထင်မှတ်မထားတဲ့ကန့်လန့်မှုမျိုးထိရရှိခဲ့တဲ့သက်ဆန်အန်ဒါဆန်ရဲ့အမှုပညာလမ်းကြောင်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကို comment မှာဝေမျှခဲ့ပါအောင်ရှင်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။